ပကံမြို့ကပကံဝင်းဆိုတဲ့ဟိုတယ်လေးလိုက်ပြပေးပါမယ်ဒီဟိုတယ်ကပကံညောင်ဦးမြို့ပြင်မှာရှိတာပါလေစိတ်နဲ့နီးသလိုကားကွင်းနဲ့လည်းနီးပါတယ်ဒီဟိုတယ်ကကြည်ကြဲဝန်းဝန်းရှိပြီးတော့ facility တွေလည်းတော်တော်စုံပါတယ်အခန်းကတော့ရွေးချယ်စရာ3မျိုးရှိပါတယ်6000ခွဲနဲ့9000ဝန်းကျင်မှာရှိရပေါ့နော်ဒါကတော့ဟိုတယ်ထဲဝင်လာတာနဲ့တွေ့ရမယ်ဟိုတယ်ရှင်းမျက်နှာစာနဲ့ parking area ပေါ့နော် parking area express ကားရအောင်မှ AC ထိုးလို့ရရဗျအကျယ်ကြီးပဲပေါ့နော်ကြိုက်တဲ့လောက်အဝထိုးလို့ရဆိုတော့ကျွန်တော် reception နဲ့ lobby လေးလိုက်ပြပေးပါမယ်အခုကတော့အဲ့ကြိုကောင်တာ reception ကိုသွားနေရဖြစ်ပါတယ်အခုမြင်နေရတာကြီးကတော့ဒါ reception ပေါ့နော်ဒီဘက်မှာ lobby wine တေးပဲ2 wine ရှိပါတယ်ဒီမှာပကံလန်းညော်မြေပုံလဲထားပေးထားတယ်ဒီဘက်မှာတဝိုင်းဟိုဘက်မှာတဝိုင်းရှိပါတယ် lobby တော့ကအရင်ဆုံးကျွန်တော် hotel ကိုအကြမ်းဖျင်းပြပေးပါမယ်အခုမြင်နေရတာ gym room နဲ့အောက်ထပ်က breakfast စားရနေရပါဒီဘက်မှာမြင်နေရတဲ့အဆောက်အဦကတော့ဒါ superior အခန်းပေါ့နော်ဒီ superior အခန်းတွေကတော့6000ခွဲပေါ့နော်ပြီးဒီဘက်အလဲမှာမြင်ရတဲ့အခန်းတွေကတော့ deluxe အခန်းတွေဖြစ်ပါတယ် deluxe အခန်းတွေကတော့9000ဝန်းကျင်မှာရှိပါတယ်ပြီးဒီမှာ swimming pool နဲ့ဒီအနောက်ဘက်ကတော့ grand deluxe အခန်းတွေဖြစ်ပါတယ် grand deluxe အခန်းတွေကတော့9000တသိန်းဝန်းကျင်ရှိပါတယ်ဆိုတော့ကျွန်တော် hotel ကိုတေးစိတ်လိုက်ပြပေးပါမယ်ကျွန်တော်တို့ hotel ကိုဝင်လာနဲ့မြင်ရမယ့်ခန်းတွေကတော့ superior ခန်းတွေပေါ့နော်ဒါအပေါ်ထပ်အောက်ထပ်အကုန် superior ခန်းတွေဖြစ်ပါတယ် superior ခန်းတွေကတော့6000ခွဲပေါ့နော် superior ခန်းနေနဲ့သူဒီ lobby ရဲ့အနောက်ဘက်မှာတော့ breakfast buffet စားနေရအောင်တွေ့မြင်ရမှာဖြစ်ပါတယ် breakfast buffet ကိုကျွန်တော်ပြီးမှပြပေးပါမယ်ဒီဘက်မှာ toilet လည်းပါပါတယ်ဗျ lobby စောင့်ရင်းနဲ့ toilet တက်ချင်လည်းရှိပါတယ်ဆိုတော့ superior ခန်းတွေလိုက်ပြပေးပါမယ်ကျွန်တော်အပေါ်ထပ်တက်ပြပေးပါမယ်ခုမြင်နေရအားလုံးကတော့ superior ခန်းနေပေါ့နော်အခန်းကတော်တော်လေးကျင်းပါတယ်ဈေးကတော့6000ခွဲဆိုတော့ဟိုဘက်ဒီလက်စခန်းနေနဲ့ရှင်တော့ဈေးကတော့3-4တောင်းလောက်တော့တက်တာမှာပေါ့နော်6000ခွဲဈေးကတော့ကျွန်တော်တို့အခါကြီးရက်ကြီးဈေးဖြစ်ပါတယ်ပုံမှန်နေ့ဆိုရင်တော့9000ဝန်းကျင်မှာပဲရှိမယ်ထင်တယ်အခါကြီးရက်ကြီးမဟုတ်ပဲကျန်တဲ့ရက်တွေလာမယ်ဆိုရင်တော့ဈေးတော်လေးတက်တာတွေ့ရမှာပါအခုပြပေးနေတာတွေက meeting room နဲ့ gym room ပေါ့နော်ဆိုတော့ကုမ္ပဏီဝန်ထမ်းတွေပါလာမယ်ဆိုလဲအဖွဲ့လိုက်လာမယ်ဆိုလဲအဆင်ပြေရဗျဒါကတော့ gym room ပါကိုကြိုက်လို့အေးစေး free ဆောလို့ရပါတယ် gym ပါတဲ့ hotel ရှာမယ်ဆိုရင်တော့ဒီ hotel ကတော်တော်လေးအဆင်ပြေ gym room ကနေဟိုဘက်မှာ swimming pool လည်းမြင်ရပါတယ်ဒါကျွန်တော်ညနေပိုင်းမှာရိုက်ထားတာပေါ့နော်ဟိုတယ်ကတော်တော်လေးကျယ်တာဗျကဲဆိုတော့ကျွန်တော်အောက်ဆင်ပြီးဆက်ပြပေးပါမယ်ဒါကတော့ breakfast စားရတဲ့နေရာပေါ့ဗျာအခုမြင်နေရတာတော့ဒါ swimming pool ပေါ့ရေကူးကန်ရဲ့ဘယ်ဘက်မှာမြင်ရတာကတော့ deluxe room နဲ့ရေကူးကန်ရဲ့အနောက်မှာမြင်ရတာတော့ grand deluxe room တွေဖြစ်ပါတယ်အခါကြီးရက်ကြီးမှာဆိုရင်တော့9000ဝန်းကျင်ရှိပါတယ်ဂျာရက်တွေဆိုရင်တော့9000ဝန်းကျင်မှာပဲရှိပါတယ်ဒါက deluxe room တွေပေါ့နော်ဘက်တက်မပါတာလွင်ကျန်တာက grand deluxe room တွေနဲ့အားလုံး feature တူပဲဗျ deluxe room ရဲ့ရှေ့မှာတော့ swimming pool ရှိရပါကျွန်တော်တဲတာက deluxe room မှာဖြစ်ပါတယ်ဟိုမှာ gym room နဲ့အောက်ဘက်မှာ breakfast စားရတဲ့နေရာပေါ့နော်ကျွန်တော်အခန်းရင်မပြသေးပဲ swimming pool ရဲ့ playground ရဲ့ garden တွေရဲ့လိုက်ပြပေးပါမယ်ဒီတစ်ပစ်အောက်မှာရုပ်တရုပ်လေးချိတ်ထားရလဲဓာတ်ပုံရိုက်မယ်ဆိုအဆင်ပြေရဗျ swimming pool ရဲ့နေရာကလည်းတော်တော်လေးကိုကျယ်ပြောလို့ရတယ်မိသားစုလိုက်လာမယ်ဆိုလဲတိလားတော်တော်အဆင်ပြေရဗျထိုင်စရာနေရာလည်းအကျယ်ကြီးပဲဒီမှာထမ်းပင်